ကျောင်းစာထက်ဂိမ်းစော့တာကိုပဲယူသွတ်ခဲ့တဲ့16နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာတနေ့မှာဒေါ်လာတန်းပေါင်းများစွာချမ်းသာတဲ့ဘီလီယံနာတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ဘသူကထင်ထားမှာလဲဒါပေမဲ့အဲ့ဒီအောင်မြင်မှုနောက်ကွယ်မှာတော့ညှဉ်းရည်တွေနဲ့အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့မှာတော့တော်ကင်းနွေးဆိုတဲ့ရင်ကြီးကပ်တဲ့ထီလီတော့ရဲ့တကယ်ဖြစ်ရမှန်အောင်မြင်မှုလမ်းကြောင်းကိုအတူတူကြည့်လိုက်ရအောင်ဗျာဇလန်းအစမှာတော့ဟာ online game ဆော့ရင်ကနေ game ထဲကပစ္စည်းတွေကိုငွေသားနဲ့လဲလှယ်ရောင်းချနိုင်တယ်ဆိုတာကိုသိသွားခဲ့ပါတယ်သူဟာ game ထဲကရှားပါလက်နက်တွေကိုရောင်းပြီးငွေတွေအများကြီးစရှာခဲ့ပါတယ်ဒီလိုနဲ့အသက်16နှစ်အရွယ်မှာတင်သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ကားတစ်စီးတောင်ဝယ်နိုင်ခဲ့တဲ့အထိဖြစ်လာပါတယ်ဒါပေမဲ့ဒါဟာသူ့ရဲ့ပထမဆုံးသောကံကောင်းမှုဖြစ်တယ်လို့ပထမဆုံးသောသင်ခန်းစာလေးဖြစ်လာခဲ့ပါတယ်သူ့ရဲ့ game account ဟာစီးကန်းချက်တွေနဲ့မကန့်ညီလို့အပိတ်ခံလိုက်ရတဲ့အခါသူ့ရဲ့ဝင်ငွေလမ်းကြောင်းကြီးလည်းပြတ်သွားခဲ့ပါတယ်ဒါပေမဲ့တော့ကတော့အရှုံးမပေးပါဘူးသူက game ဆိုတာကိုရပ်လိုက်ပြီးစီးပွားရေးတစ်ခုခုလုပ်ဖို့စဉ်းစားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မိဘတွေကအကျွေးတွေနဲ့နစ်နေပြီးသူတို့ရဲ့အိမ်ကိုပါတင်စီးခံရတော့မယ့်အခြေအနေကိုတော့တယောက်သိလိုက်ရပါတော့တယ်သူ့ရဲ့ပထမဆုံးစီးပွားရေး idea ကတော့ DVD ဆက်တွေရောင်းတာပါဒါပေမဲ့သူဝယ်လိုက်တဲ့ဆက်တွေကအတုတွေဖြစ်နေပြီးပတ်စံတွေအလားတာကုန်သွားခဲ့ပါတယ်ဒီလိုနဲ့သူဟာဈေးပွဲတော်တစ်ခုမှာတစ်ဧတီလော်တွေကိုလူကြိုက်များနေတာကိုသတိထားမိသွားပါတယ်သူဟာတစ်ဧတီလော်ဆက်ကိုဝယ်ကိုယ်တိုင်လှော်ပြီးစတင်ရောင်းချခဲ့ပါတယ်တစ်ဧတီလော်လုပ်ငန်းကတဖြည်းဖြည်းအောင်မြင်လာပြီးဆိုင်ခွဲတွေတောင်တိုးချဲ့နိုင်ခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကသူ့ကိုထပ်ပြီးစမ်းသပ်ပြန်ပါတယ်သူတို့ဆိုင်ရဲ့မီးခိုးတွေကြောင့်စူပါမားကတ်ရဲ့မျက်နှာချက်တွေမဲကုန်တဲ့အတွက်သူ့ရဲ့ဆိုင်ခန်းကိုဖယ်ရှားပေးဖို့အမိန့်ထုတ်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့မိဘတွေကအကျွေးတွေကြောင့်တရုတ်ပြည်ကိုထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မိဘတွေတရုတ်ပြည်ကိုထွက်ပြေးသွားချိန်မှာတော့ကတော့ထိုင်းမှာပဲတယောက်တည်းကြံခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာအကျွေးတွေကိုစနိုင်ဖို့နဲ့သူ့ဘဝကိုပြန်လဲထူထောင်ဖို့အတွက်နီလန်အသစ်တွေကိုရှာဖွေခဲ့ပါတယ်။တနေ့မှာတော့သူ့ရဲ့ရီးစားဖြစ်သူကရေကြီးကတ်လေးတစ်ထုပ်ကိုကျောင်းကိုယူလာခဲ့ပါတယ်။အဲ့ဒီရေကြီးကတ်ကိုမီးစမ်းကြည့်လိုက်တဲ့အချိန်မှာတော့ဒါဟာသူရှာနေတဲ့အခွင့်အရေးသစ်ဆိုတာတော်တယောက်သိလိုက်ရပါတော့တယ်။ဒါပေမဲ့ရေနီးလှော်တာကသူ့ထင်တယ်လို့မလွယ်ကူပါဘူး။ရေကြီးတွေကိုကြော်လိုက်တိုင်းခါကုန်တာအရသာမရှိတာတွေနဲ့ကြုံခဲ့ရပါတယ်။သူဟာရေကြီးထုတ်ပေါင်းထောင်နဲ့ချီပြီးကုန်သွားတဲ့အထိသူ့လက်တွေစီးပူလောင်တဲ့အထိမနာမနေစူးစမ်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ဦးလေးဖြစ်သူကူညီမှုနဲ့အတူအကောင်းဆုံးအရသာရှိတဲ့ရင်းနှီးကြော်နီကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အခုတော့ထုတ်ကုန်တစ်ခုရပြီဆိုပေမဲ့ဒါကိုဘယ်လိုရောင်းရမလဲဆိုတာကပြဿနာဖြစ်လာပါတယ်။တော့ဟာသူ့ရဲ့ရင်းနှီးတွေကို 7-Eleven လိုမျိုးနာမည်ကြီးစတိုးဆိုင်တွေမှာတင်ရောင်းနိုင်ဖို့ရည်မှန်းချက်ထားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ထုတ်ပိုးမှု packaging ကယူရှင်းလွန်းနေတဲ့အတွက်ပထမအကြိမ်မှာပေးချခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒါကသူ့ကိုရှက်တန့်အောင်မလုပ်နိုင်ခဲ့ပါဘူး။သူကအရှုံးမပေးပဲသူ့ရဲ့ရည်ညှိထုတ်တွေကိုဒီဇိုင်းအသစ်ပြန်ဆွဲခဲ့ပါတယ်။သူဟာ 7-Eleven တာဝန်ရှိသူတွေနဲ့ထပ်မံတွေ့ဆုံဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့စမ်းသပ်အယောင်အဖြစ်လက်ခံခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဒါအောင်မြင်မှုရဲ့အစပဲရှိပါသေးတယ်။သူတို့သတ်မှတ်ထားတဲ့အရေးအတွက်အတိုင်းအချိန်မီပေးသွင်းနိုင်ဖို့အတွက်သူ့မှာကိုယ်ပိုင်စက်ရုံတစ်ခုလိုအပ်လာပါတယ်။စက်ရုံတည်ထောင်ဖို့အတွက်ပတ်စံအများကြီးလိုအပ်နေချိန်မှာတော့ဟာသူ့ရဲ့နောက်ဆုံးပိုင်ဆိုင်မှုတွေကိုရောင်းချပြီးစွန့်စားခဲ့ပါတယ်။သူဟာစက်ရုံရဲ့စံချိန်စံညွှန်းတွေကိုပြည့်မီအောင်နေ့မအိပ်ညမအိပ်ပြင်ဆင်ခဲ့ရပါတယ်။တန်ရှင်းကြီးကအစထုတ်ပိုးမှုအဆုံးသူကိုယ်တိုင်ပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ဘဏ်ကချီးငွေညင်းပယ်ခံရတာတွေအခက်အခဲပေါင်းစုံကြားကနေသူဟာသူ့ရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ခဲ့ပါတယ်။တတ်မှတ်ထားတဲ့ရက်မတိုင်ခင်ညမှာတော့ရင်းနှီးထုတ်တွေကိုကားပေါ်တင်ပြီး 7-Eleven ကိုတောင်ကိုပို့ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ရဲ့မျက်နှာမှာကြာဆင်းလာတဲ့မျက်ရည်တွေဟာဝမ်းသာရိတ်တွေဖြစ်နေပါတော့တယ်။နောက်ဆုံးမှာတော့တောက်ကင်နွိုင်းဆိုတဲ့ရင်းနှီးကတ်လေးတွေဟာတနိုင်ငံလုံးကစတိုးဆိုင်တွေရဲ့စင်ပေါ်ကိုရောက်ရှိသွားပါပြီ။အသက်26နှစ်အရွယ်မှာတော့ဟာကဘာတဝမ်းမှာအယောင်ရဆုံးရည်ညှိကပ်လုပ်ငန်းရှင်ကြီးဖြစ်လာခဲ့ပါတယ်။သူဟာ
မိဘတွေရဲ့အကျွေးတန်းပေါင်း40ကိုဆက်နိုင်ခဲ့ရုံနဲ့မကပဲမိဘတွေကိုလည်းထိုင်းနိုင်ငံကိုပြန်ခေါ်နိုင်ခဲ့ပါတယ်။ဒါဟာရိုးရိုးသားသားစူးစမ်းမှုနဲ့ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ဓာတ်ကြောင့်ရရှိလာတဲ့ရလဒ်ပဲဖြစ်ပါတယ်။ဒီဇလန်ကနေကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာကတော့လူတစ်ယောက်ဟာအောင်မြင်ဖို့အတွက်ပညာအရေးချင်းတဲ့ကိုယ်ဝါသနာပါရာကိုဇွဲရှိရှိလှုပ်ဆောင်ဖို့ပိုအရေးကြီးတယ်ဆိုတာပါပဲအခက်ခဲတွေရင်ဆိုင်ရတိုင်းနောက်ဆုံးမသွားပဲလမ်းကြောင်းအသစ်တွေကိုရှာဖွေနိုင်မယ်ဆိုရင်မိတ်ဆွေဟာလည်းတနည်းမှာဘီလီယံနာတစ်ယောက်ဖြစ်လာနိုင်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့ The Billionaire ဇာတ်လမ်းလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။